မင်္ဂလာပါရှင်။ကေဆာယောဂရဲ့အောက်ဒုတိယမြောက်သေဆုံးမှုနှုန်းအရှိဆုံးယောဂဟာလက်ရှိအချိန်မှာဘာဖြစ်ပါသလဲ။ပြီးတော့ကျန်းမာရေးကိုဖျက်ဆီးတဲ့တည်ငြိမ်တဲ့အနေအရကဘာဖြစ်တယ်လဲလို့ Nutritional ဘိုင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာကျွမ်းကျင်သူ Miss Narachafan Thiksak ကမေးမြန်းခဲ့ပါတယ်။ဒီယောဂကနှလုံးယောဂနဲ့သွေးကြောယောဂဖြစ်ပါတယ်။ဘာကြောင့်တည်ငြိမ်တဲ့အနေအရဖြစ်တယ်လဲ။အုံနောက်နဲ့နှလုံးကိုပို့ဆောင်တဲ့သွေးကြောကိုပိတ်ဆို့ခြင်းကြောင့်ဖြစ်ပေါ်တဲ့အခြေအနေဖြစ်ပါတယ်။ယောဂအခြေအနေတတိပေးချက်ကိုသိရှိမှသွေးကြောများကို90%ပိတ်ဆို့သွားတယ်လို့တွေ့ရတယ်။တချို့လူကနှလုံးရုပ်တရက်ဖောက်ပြန်စေတယ်။သို့မဟုတ်အုံနောက်သွေးကြောကိုကွဲစေပြီးလေဖြတ်လေငန်းလည်းဖြစ်စေတယ်။သွေးကြောနဲ့နှလုံးကိုဂရုစိုက်တာနဲ့ကာကွယ်နိုင်ပါတယ်။မမေ့နဲ့နော်။သွေးကြောကတော့ကိုယ်ခန္ဓာအစိတ်အပိုင်းများကိုပို့ဆောင်တဲ့ရေကြောင်းလိုဖြစ်ပါတယ်။သွေးကြောကျဉ်သွားရင်သွေးကြောပိတ်ဆို့သွားရင်သွေးပတ်လည်မှုကိုနှင်းစေပြီးသွေးတိုးယောဂဖြစ်နိုင်ပါတယ်။သွေးတိုးယောဂဖြစ်ပြီးမှနှလုံးကိုပင်ပန်းစေတယ်။ပြီးတော့မှနှလုံးယောဂဖြစ်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဆက်ဆက်တဲ့ယောဂပုံစံမျိုးဖြစ်နေလို့ပါ။ကိုယ်ခန္ဓာအတွင်းနှလုံးကကိုယ်ခန္ဓာရဲ့အစိတ်အပိုင်းစီကိုသွေးရည်ပို့ဆောင်တဲ့ပစ္စည်းလိုဖြစ်နေပါတယ်။အဆီတက်ကြောင့်သွေးကြောကျဉ်သွားရင်သွေးလည်ပတ်မှုကိုမကောင်းစေဘူး။ဒီနေ့မှာတော့ကျွန်မက Orisamin ဖြည့်ဆွက်အစားအစာကိုမိတ်ဆက်ပေးကြပါတယ်။နှလုံးနဲ့သွေးကြောစနစ်ကိုထောက်ပံ့အားပေးပါတယ်။သွေးကြောအတွင်းရှိအဆီတက်နဲ့အနယ်ကိုလျှော့ချနိုင်ပါတယ်။ဒါတွေကသွေးလည်ပတ်မှုကိုမကောင်းစေတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ပထမဦးဆုံးပါဝင်တဲ့ပစ္စည်းကတော့ဂျပန်ဆန်ဖွဲနှုတ်မှထုတ်ယူတဲ့ Gamma Orisanoids ဖြစ်ပါတယ်။ Gamma Orisanoids ကသွေးကြောအတွင်းမကောင်းတဲ့အဆီတက်ကိုလျှော့ချပြီးကောင်းမွန်တဲ့အဆီတက်များကိုပြန်တိုးပေးပါတယ်။သွေးကြောပေါ်မှာကတ်တဲ့အဆီတက်အနေကိုထုတ်ပယ်နိုင်ပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စွာနဲ့လည်ပတ်ပါတယ်။ Gamma Orisanoids ကအိပ်ပျော်တဲ့အခါမှာ growth hormone ကိုထွက်လာအောင်တိုက်တွန်းပါတယ်။ကောင်းမွန်တဲ့ကျန်းမာရေးကိုရရှိစေပြီးနှုတ်ပြကျန်းမာတဲ့အရွယ်ကိုတာရှည်ပိုင်ဆိုင်စေပါတယ်။ဒါအပြင် endorphin ဓာတ်ကိုထွက်လာဖို့လည်းတွန်းအားပေးပါတယ်။အိတ်တဲ့အခါနှစ်ချိုက်စွာအိပ်ပျော်စေပြီးအိပ်ရထားတဲ့အခါမှာလန်းဆန်းပါတယ်။ Gamma Orisanoids ကကိုယ်ခန္ဓာရဲ့ဟော်မုန်းအနေထားဟန်ချက်ကိုထိန်းညှိပါတယ်။နှမ်းနှမ်းမှထုတ်ယူတဲ့ Sesame drug ဖြစ်ပါတယ်။ Sesame ကသွေးကြောတွေမကောင်းတဲ့အဆီတက်များကိုပယ်ထုတ်ပြီးကောင်းတဲ့အဆီတက်ကိုတိုးပေးပါတယ်။ထို့အရာကအယိုးအဆစ်နဲ့ရောင်ရမ်းမှုကိုစန့်ကျင်တဲ့ပစ္စည်းဖြစ်ပါတယ်။ကြိုက်ခဲမှုကိုလည်းလျှော့ချနိုင်စေပါတယ်။တဘာဝမှာပေးစွမ်းတဲ့ calcium ဓာတ်ဖြစ်ပါတယ်။ပါဝင်တဲ့ပစ္စည်းနောက်တစ်မျိုးက coenzyme Q10 ဖြစ်ပါတယ်။ coenzyme Q10 ကအကောင်းဆုံးဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပါတယ်။ပြီးတော့အလုပ်ကိုကောင်းမွန်စွာလုပ်ဖို့ mitochondrion အတွက်စွမ်းအင်ကိုတိုးပေးပါတယ်။ coenzyme Q10 ကနှလုံးကြွက်သားရဲ့လှုပ်ဆောင်မှုကိုထောက်ပံ့အားပေးပြီးနှလုံးကိုအားကောင်းစေပါတယ်။သစ်ရဲ့နှလုံးဟာတရက်လျင်အကြိမ်ရေ3သိန်းခုန်နေဆိုတာမမေ့ပါနဲ့။ပြီးတော့ coenzyme Q10 က24နာရီအလုပ်လုပ်တဲ့သူတွေအတွက်အရေးကြီးတဲ့အင်္ဂါအစိတ်ပိုင်းများရဲ့စွမ်းအင်များကိုထိန်းညှိပေးပါတယ်။ဥပမာအသက်ကြောက်ကက်နှလုံးတရက်ရွက်ဖြစ်ပါတယ်။အဲ့ဒီအင်္ဂါတွေအတွက်စွမ်းအင်ကိုထိန်းညှိတဲ့အရာကတော့ mitochondrion ဖြစ်ပါတယ်။ကိုယ်ခန္ဓာရဲ့ဆဲအတွက်စွမ်းအင်ထိန်းညှိမှုကိုခိုင်မာစေတဲ့အစားအစာတစ်မျိုးက coenzyme Q10 ဖြစ်ပါတယ်။နှလုံးသွေးကြောကိုထောက်ပံ့အားပေးဖို့အတွက်တောက်သုံးနည်းလမ်းကတော့အိပ်ရမဝင်ခင်တစ်လုံးတောက်ပါနှလုံးကြွက်သားကို coenzyme Q10 ဖြည့်ပေးဖို့မွေးရပါယောဂရှိတဲ့သူအဆီတက်များသူသွေးတိုးယောဂဖြစ်သူစီးချိုယောဂဖြစ်သူများကအိပ်ရမဝင်ခင်နှလုံးအနည်းဆုံးတောက်သင့်ပါတယ်။ Orisamin တစ်လုံးကအုံနောက်နဲ့နှလုံးခန်း၄ခန်းကိုထောက်ပံ့ပေးတယ်ဆိုတာမမေ့ပါနဲ့နော်။ကောင်းမွန်တဲ့သွေးရည်နဲ့ကျန်းမာတဲ့နှလုံးကိုပိုင်ဆိုင်နိုင်ပါစေ။ကျေးဇူးတင်ပါတယ်။